ကိုကသာလွမ်းပြီးသူကလွမ်းညမှာလွမ်းမယ်ဆိုတာတကယ်ပဲကြားဖို့ရပါလိမ့်မယ်ဘုရင်ကြီးတစ်ပါးကသူ့ရဲ့မိဖုရားအမတန်ချောမောလှပတဲ့မိဖုရားငယ်ငယ်ရွယ်ရွယ်သိဆုံးသွားတဲ့အခါကျဒီရုပ်အလောင်းကိုမစွန့်ပစ်ရဲ့လို့မပုံမသုံးအောင်လုပ်ပြီးတော့မှန်ကောင်းနဲ့ထည့်ပြီးတော့ထမင်းမစားနိုင်မတောက်နိုင်မအိပ်နိုင်အဲ့ဒီအလောင်းသားမှာပဲထိုင်ပြီးတော့ဘုရင်ကြီးဟာတန်ကုန်ကိုတယူယူလုပ်ဘယ်သူကမှနားချလို့မရဘူးဒီသွားတဲ့ပုဂ္ဂိုလ်ဆိုတာပြန်ခေါ်လို့လည်းရတာမဟုတ်ဘူးနားချလို့မရဘူးနောက်ဆုံးကျတော့ပညာရှိအမတ်တွေကဥယျာဉ်ထဲမှာရောက်နေတဲ့ပညာရှိယသိကြီးတစ်ပါးကိုတွေ့တော့အဲ့ဒီယသိကြီးကိုပြင်ပြီးတော့နားချခိုင်းရယသိကြီးကပြောတယ်တဲ့ရှင်မင်းကြီးဘယ်သူ့ကိုလွမ်းနေတာလဲဒီမိဖုရားလေးကိုလွမ်းနေတယ်အဲ့ဒီမိဖုရားလေးပဲရောက်နေတယ်ဆိုတာသိလားမသိဘူးရှင်ဘုရားသိရင်ပြောစမ်းပါသိတယ်ကမိဖုရားလေးဥယျာဉ်ထဲမှာရောက်နေတယ်လူတော့မဟုတ်ဘူးနောက်ချီဖို့တို့ဘုရားတော်ကလည်းအလှပြင်းနေတာနဲ့အချိန်ကုန်တယ်သေတော့နောက်ချီဖို့တို့ဖြစ်တယ်ဘုရင်ကြီးကသာလွမ်းနေတယ်ဘုရားနောက်ချီဖို့တို့ဘဝမှာနောက်ချီဖို့တို့ဘုကြီးနဲ့ဘုမှာနောက်ချီဖို့တို့ဘုကြီးရဲ့ရှေ့ရသွားသူကနောက်ကလိုက်နောက်ဘဝမှာအတွဲနဲ့သူကဖြစ်နေဒီကကိုတော်မြတ်ကအလောင်းကိုမစွန့်နိုင်ဘူးတငုံကိုတို့ယူလို့ဒီသေးကြီးပြောစကားကိုမယုံအေးမယုံလို့ရှိရင်သူကိုယ်တိုင်ပြောရင်ရောယုံမလားလို့ဆိုယုံမယ်ဒါဖြင့်သွားမယ်ဥယျာဉ်ရောက်တဲ့အခါကျတော့နောက်ချီဖို့တို့ကောင်တွေ့နေဘသူတို့လို့အတိတ်ဘဝပြောတော့နောက်ချီဖို့တို့ကပြောတယ်သူဟာဥပရိဆိုတဲ့မိဖုရားပါသေသွားပြီးတော့နောက်ချီဖို့တို့ဘဝရောက်နေဟုတ်တယ်ဒါဖြင့်ဒီဘုရင်ကြီးကိုချစ်သလားလို့မေးတဲ့အခါဘုရုံးကတော့ချစ်မှာပေါ့အခုတော့သူတတိမရပါဘူးပြောဒါဖြင့်သူကတတိမရပါဘူးဆိုတော်သေးတယ်ဘာပြောတော့ဘုရင်ကြီးရဲ့လက်ချောင်းသွင်းတယ်တဲ့အခုသူနောက်ချီဖို့တို့ဟိုရဲ့ခြေထောက်ကိုဆေးပေးခြင်းနဲ့အဲ့ဒီကြတော့ဘုရင်ကြီးစိတ်နာသွားချက်ချင်းပဲဟုတ်လားမှန်ကောင်းတဲ့အလောင်းထုတ်ပြီးတော့မိတချို့ဖြစ်တယ်ရှင်မိုးချိုးပျော်ပျော်ပါးပါးနေနိုင်တဲ့ဘဝရောက်